လူတွေမင်းကိုမုန်းနေတာမဟုတ်ဘူးအန်ဒီရဲ့အရှိဆုံးအရာကတိတ်တိတ်အေကနောလုပ်နေတာပါဒီလက္ခဏာ၃ခုတည်းကတစ်ခုတိုက်ဆိုင်နေရင်မင်းတတိထားဖို့လိုပြီ ပထမလက္ခဏာကမင်းပြောတဲ့စကားကိုနားထောင်ပြီးမင်းသူတို့ရဲ့အမြင်ကိုမပေးတော့တာအရင်ကမင်းပြောရင်ဆွေးနွေးကြညင်းကြအကြံပေးကြတယ်အခုတော့ဟုတ်တယ်ရတယ်ဆိုပြီးပဲပြီးသွားတယ်ဒါကစိတ်ဝင်စားမှုလျော့လာတဲ့ signal ပါ ဒုတိယလက္ခဏာကမင်းရှိနေတာသိပေမဲ့မရှိသလိုဆက်ဆံတာမင်း message ကိုမြင်တယ်ဒါပေမဲ့ reply နောက်ကျတယ်ဒါမှမဟုတ်လုံးဝမလာတော့ဘူးမင်းမေးတဲ့အရာကိုလိုအပ်ပါမှပြန်ဖြေရလာတယ် တတိယလက္ခဏာကမင်းမပါပဲဆုံးဖြတ်ချက်တွေချနေကြပြီအလုပ်ကိစ္စပျော်ရွှင်ဝယ်အစီအစဉ်တာချောင်းမာကြောင်ကိစ္စတွေမင်းကိုမေးမလာတော့ဘူးမင်းကအရင်လိုအကြီးမပါတော့ဘူးဆိုတဲ့အချက်ပဲ ကျွန်တော်အမြင်က ignore လုပ်တာကမုန်းတာထက်ပိုနာစရာကောင်းတယ်ဘာလို့လဲဆိုတော့စကားမပြောပဲအဝေးကိုတိတ်တိတ်လေးပဲတွားနေတာမို့အများစုကမုန်းလို့ထင်ကြတယ်အမှန်တော့တိတ်ဆိတ်စွာနဲ့အရေးမပါတော့ဘူးဆိုတဲ့ signal ပဲမင်းလဲကြုံဘူးလား comment မှာရေးခဲ့ပါ